ရှမ်းပြည်နယ်တနေရာမှာစိတ်မကောင်းစရာမြင်ကွင်းတွေမြင်တွေ့နေရပါတယ်။တောင်ထိပ်တွေကိုဂလိုင်းဖောက်ပြီးအက်ဆစ်လောင်းချကမြေရှားတတုတွေကိုထုတ်ယူနေကြပါတယ်။အဲ့ဒီနောက်တောင်ကျေဘက်မှာတတုရည်တွေကိုပြန်လည်စုဆောင်းနေတဲ့စနစ်ကိုအသုံးပြုထားတာပါ။ဒီလိုလုပ်ငန်းစဉ်တွေကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုပြင်းထန်လာနေပါတယ်။တောင်တန်းတွေတဖြည်းဖြည်းပျက်စီးလာပြီးတစ်တောတွေလျော့နေလာပါတယ်။မြစ်ချောင်းတွေအင်းအိုင်တွေမှာတဘာဝစီးဆင်းမှုမမှန်တော့ပဲရေအရည်တွေကျဆင်းလာပါတယ်။အက်ဆစ်နဲ့တတုဓာတ်တွေရေထဲကိုရောနှောဝင်ရောက်လာတာကြောင့်တောက်သုံးရည်မတန့်ရှင်းတော့တဲ့အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ဒီအကျိုးဆက်တွေဟာဒေသခံပြည်သူတွေရဲ့နေ့စဉ်ဘဝကိုတိုက်ရိုက်တက်ရောက်နေပါတယ်။အထူးသဖြင့်စိုက်ပျိုးရေးကဏ္ဍမှာထိခိုက်မှုများပြားလာပါတယ်။မြေယာပျက်စီးခြင်းရေမတန့်ရှင်းခြင်းတို့ကြောင့်တီးနှံထွက်ရှိမှုကျဆင်းလာပြီးစားနပ်ရိက္ခာလုံလောက်မှုကိုပါထိခိုက်လာပါတယ်။ကျန်းမာရေးပိုင်းမှာလည်းရေကြောင့်ဖြစ်တဲ့ရောဂါတွေတိုးလာနိုင်ပါတယ်။အရေးကြီးတာကဒီပြဿနာတွေဟာတတိယတွေမှာမကန့်သတ်ပါဘူး။အချိန်ကြာလာတာနဲ့အမျှရေစနစ်တွေကနေတနိုင်ငံလုံးထိခိုက်လာနိုင်ပါတယ်။အခုမြင်နေရတာကစတင်အဆင့်သာဖြစ်ပြီးနောက်ထပ်ဆိုးကျိုးတွေပိုမိုကြီးမားလာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမြေရှားတတုတူးဖော်ရေးလုပ်ငန်းတွေအများစုမှာစီးကမ်းမရှိတဲ့အခြေအနေတွေမြင်တွေ့နေရပါတယ်။အထူးသဖြင့်ပြည်ပလုပ်ငန်းရှင်တွေပါဝင်တဲ့လုပ်ကွက်တွေမှာပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်းတွေကိုလေးစားလိုက်နာမှုနည်းပါးပါတယ်။ဒီလိုတူးဖော်မှုတွေကြောင့်အထက်ပိုင်းဒေသတွေမှာတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေမြင့်တက်လာပါတယ်။မြစ်ချောင်းတွေအင်းအိုင်တွေမူလအတိုင်းမစီးဆင်းနိုင်တော့ပဲရေအရည်အသွေးကျဆင်းလာပါတယ်။ဒေသခံတွေအတွက်တုတ်တုံးရေရှားပါလာပြီးကျန်းမာရေးပြဿနာတွေတိုးလာပါတယ်။ဒီအကျိုးဆက်တွေဟာအချိန်မကြာခင်တနိုင်ငံလုံးကိုပြန့်နှံ့လာနိုင်ပါတယ်။တယံဇာတတွေထွက်ရှိနေပေမဲ့အကျိုးအမြတ်တွေကပြည်သူလူထုထံမရောက်ပါဘူး။အပြန်အလှန်အနေနဲ့စိုးကျိုးတွေကိုသာပြည်သူတွေခံစားနေရတဲ့အခြေအနေဖြစ်နေပါတယ်။နိုင်ငံဖွံ့ဖြိုးရေးအတွက်တယံဇာတအသုံးချမှုအရေးကြီးပေမဲ့ပတ်ဝန်းကျင်ချိန်သိမ်းရေးနဲ့လူမှုဘဝအကျိုးစီးပွားကိုမေ့လျော့လို့မရပါဘူး။မဟုတ်ရင်တောင်တွေပျက်စီးမယ်။ရေစနစ်တွေပြည့်ရွေးမယ်။စိုက်ပျိုးရေးလျော့နေမယ်။နောက်ဆုံးမှာတော့နိုင်ငံတစ်နိုင်ငံလုံးအပေါ်တက်ရောက်မှုပြင်းထန်လာနိုင်ပါတယ်။ဒါကြောင့်ဒီအခြေအနေတွေကိုလူတိုင်းသတိထားပြီးနားလည်ဖို့လိုပါတယ်။ကိုယ်နိုင်ငံရဲ့တယံဇာတတွေကပြည်သူအတွက်အကျိုးရှိဖို့လိုပါတယ်။မဟုတ်ပဲမပျက်စီးရင်ဘယ်နိုင်ငံပျက်စီးတော့မလဲဆိုတဲ့မိခွန်းကအမှန်တကယ်အဖြေရှာရမယ့်အချိန်ရောက်လာနိုင်ပါတယ်။ ကမ္ဘာစက်မှုလုပ်ငန်းအတွက်အရေးကြီးသောမြေရှားသတ္တုထောက်ပံ့မှုအခြေအနေသည်စိုးရိမ်ဖွယ်အဆင့်သို့ရောက်ရှိနေကြောင်းသတိပေးချက်များထွက်ပေါ်လာပါတယ်။ Australia အခြေစိုက် Arafura Rare Earths Company ကတောင်ကိုရီးယားနဲ့ဂျာမနီနိုင်ငံတို့ဟာမြေရှားသတ္တုပြက်လက်မှုအန္တရာယ်နဲ့ရင်ဆိုင်နေရပြီလို့သတိပေးထားပါတယ်။တစ်ချိန်တည်းမှာပဲ American နဲ့ Japan နိုင်ငံတို့ဟာမြေရှားသတ္တုတွေကိုကြိုးတင်ဝယ်ယူစုဆောင်းနေကြပြီးထောက်ပံ့ရေးလုံခြုံမှုကိုအားဖြည့်နေကြပါတယ်။ဒီအခြေအနေကြောင့်စက်မှုထိပ်သီးနိုင်ငံတွေကြားမှာသတ္တုရရှိရေးပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာနေပါတယ်။လက်ရှိကမ္ဘာဈေးကွက်မှာအနောက်နိုင်ငံဘက်ကမြေရှားသတ္တုကိုအကြီးအကျယ်ထုတ်လုပ်နိုင်တဲ့ကုမ္ပဏီဆိုလို့ Australia မှာ Lynas Rare Earths နဲ့ American မှာ MP Materials တို့သာအဓိကရှိနေပါတယ်။ဒီကုမ္ပဏီနှစ်ခုကကမ္ဘာထောက်ပံ့ရေးကွင်းဆက်ထဲမှာအရေးကြီးသောအခန်းကဏ္ဍကိုထမ်းဆောင်နေပါတယ်။အထူးသဖြင့်မော်တော်ယာဉ်လုပ်ငန်းနဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာမြေရှားသတ္တုလိုအပ်ချက်မြင့်မားနေပြီးထောက်ပံ့မှုမလုံလောက်မှုဟာစက်မှုကဏ္ဍတစ်ခုလုံးကိုထိခိုက်နိုင်တဲ့အခြေအနေဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာစပြီးမြေရှားသတ္တုအများဆုံးထုတ်လုပ်သည့်တရုတ်နိုင်ငံကပြည်ပတင်ပို့ခွင့်များကိုကန့်တက်လာခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ကမ္ဘာစက်မှုလုပ်ငန်းများအထူးသဖြင့်မော်တော်ယာဉ်နဲ့ကာကွယ်ရေးလုပ်ငန်းများမှာကြရိုက်ရိုက်ခတ်မှုကြီးမားစွာဖြစ်ပေါ်ခဲ့ပါတယ်။ဒီအခြေအနေကိုတုံ့ပြန်သည့်အနေနဲ့အမေရိကန်နိုင်ငံကတရုတ်အပေါ်မှီခိုမှုရောချရန်နဲ့ထောက်ပံ့ရေးကွင်းဆက်အသစ်များဖန်တီးရန်ကြိုးပမ်းလာခဲ့ပါတယ်။လက်ရှိမှာ MP Materials Company နဲ့သဘောတူညီချက်များပြုလုပ်ထားပြီးလိုအပ်ချက်အများစုကိုအနည်းငယ်ဖြည့်ဆည်းနိုင်တဲ့အခြေအနေကိုရောက်ရှိထားပါတယ်။တစ်ချိန်တည်းမှာ Australia မှာ Lynas Rare Earths Company ကဂျပန်နိုင်ငံနဲ့2038ခုနှစ်အထိကာလာရှည်စာချုပ်ချုပ်ဆိုထားပြီး American Pentagon နဲ့လည်းကာလာတိုသဘောတူညီချက်များရှိနေပါတယ်။ Australia Arafura Rare Earths Company CEO Daryl Cusipo ကလည်းယူရောပနိုင်ငံများအထူးသဖြင့်ဂျာမနီနဲ့တောင်ကိုရီးယားတို့အတွက်စိုးရိမ်ဖွယ်အခြေအနေဖြစ်နေပြီလို့သတိပေးထားပါတယ်။သူတို့လိုအပ်တဲ့ရှားပါးသတ္တုတွေကိုဘယ်နေရာကနေရရှိမလဲဆိုပြီးမေးခွန်းထုတ်ထားပါတယ်။ကမ္ဘာမြေရှားသတ္တုထောက်ပံ့ရေးစနစ်သည်လက်ရှိအချိန်တွင်နိုင်ငံရေးစီးပွားရေးနဲ့စက်မှုကဏ္ဍများအပေါ်အလွန်အရေးပါသောအန္တရာယ်နဲ့အပြောင်းအလဲများကိုရင်ဆိုင်နေရသည့်အခြေအနေဖြစ်နေပါတယ်